6 kg မှာ6 kg 6 kg ရွှေမရှိတဲ့ဘက်ကရင်กินရတာရွှေမရှိတဲ့ဘက်ကနေပူပြီးတော့မှတခါတည်းกินလိုက်ရင်တော့ပေါက်ပြီးတော့ဖောက်ရွှေတွေလွှဲရွှေမရှိတဲ့ဘက်ကိုရင်กินဒီတဖြည်းဖြည်းလေးရွှေကိုกินဒီကုန်းသွားပြီးရွှေဘက်ကိုလှည့်နည်းနည်းလေးပြင်တာနော်ဒီလေးနဲ့ခါရဲပြင်ပေါက်ဒီကိုဒီလေးဒီရရှိမှာတော့กินပြီးတော့တစ်ချက်ပြန်ပြတယ်နော်